ជីမမရေလို့တော့မဟုတ်ပါဘူးကျွန်တော်ဖျားပေးထားတဲ့ talent ကဒီတချင်းဆိုတဲ့နေရာမှာနည်းနည်းလေးပေါ့နော်အများကြီးလောက်တော့မရဘူးပေါ့နော်ဒါပေမဲ့နည်းနည်းလေးဒါပေမဲ့ဒီနေ့ဖျားကကျွန်တော်တို့လူမျိုးအတွက်ပေါ့နော်ဘာသာစကားတစ်ခုပေါ့နော်ကောင်းချီးပေးထားတယ်ဒီရာထဲကနေပြီးတော့ကျွန်တော်ဒီနေ့ကျွန်တော်တို့ဘာသာစကားနဲ့ပေါ့နော်တချင်းလေးတစ်ပုတ်ကျွန်တော်ဒီမှာရှိတဲ့ဆေဆမ်းမတွေညီကောင်မောင်နှမတွေအတွက်ပေါ့နော်ကျွန်တော်တို့တန်ခွန်လူမျိုးတွေရဲ့တချင်းကြားဘူးတည်ရှိအောင်ပေါ့နော်ကျွန်တော်ဒါလေးဆိုပြချင်တာဖြစ်ပါတယ်လို့ကျေးဇူးပါနားဆင်အပိကြပါဦးတခုပေါ့နော်မဆိုခင်လေးမှာကျွန်တော်မဆိုခင်လေးမှာလူတယောက်ကလာអော်ပေးပါလိမ့်မယ်ပေါ့နော်ကာရာโอเกဖြစ်တဲ့အတွက်မလန့်ကြပါနဲ့လို့ပြောရတာလေရမ်းမိုက်ပါတယ်